ပန်နဲ့တရုတ်တို့ရဲ့ဆက်ဆံရေးကအာရှဒေသတွင်နာမှာကမ္ဘာပထဝီနိုင်ငံရေးမှာလည်းအရှုပ်ထွေးဆုံးနဲ့အရေးပါဆုံးဆက်ဆံရေးတစ်ခုဖြစ်နေပါတယ်။သူတို့နိုင်ငံကြားကဆက်ဆံရေးကတမိုင်းအသိတွေကဖြစ်ရယုံတက်တက်မဟုတ်ပဲယနေ့တိုင်းနိုင်ငံရေးကိုမောင်းနေနေတဲ့လောင်စာစီတစ်ခုဖြစ်နေပါတယ်။ဒါပေမဲ့လည်းယနေ့ခေတ်စစ်တူရင်ပွဲကအသိကနဲ့မတူတော့ပါဘူး။တစ်ဖက်ကလည်းကမ္ဘာဒုတိယစီးပွားရေးအင်အားကြီးမားလာတဲ့တရုတ်က၎င်းတို့ရဲ့ရှေ့ဟောင်းအိမ်မက်များကိုအကောင့်ထဲဖော်ရန်ကြိုးပမ်းလာချိန်မှာတော့တခြားတစ်ဖက်မှာဂျပန်ကလည်းသူတို့ရဲ့ငြိမ်းချမ်းရေးမူဝါဒမှာခွဲထွက်ပြီးတော့မဟာဗျူဟာမြောက်ဓာတ်သွားများကိုပြန်လည်တွေးလာနေပါတယ်။အရှိတရုတ်ပင်လယ်မှာလိုင်းတပိုးတွေကလည်းရေပြင်တက်တက်မဟုတ်တော့ပဲအာရှရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးမဲ့စစ်တလင်းပြင်ဖြစ်လာနေပါတယ်။ဒီနေ့ဗီဒီယိုလေးမှာဆိုရင်ဂျပန်နဲ့တရုတ်တို့ကြားနာကျင်ဖွယ်ရာအသိသမိုင်းရဲ့အမုန်းတရားအမြင့်တွင်မှုမီခိုကြွက်လျှောက်တင်းမာနေတဲ့ထိုင်ဝမ်ရေလက်ကြားကနေပောက်ကွဲလူနေပါအခြေအနေတွေနဲ့အနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့စစ်မီပွားများကိုအပိုင်းလိုက်တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကိုမတင်ဆက်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးပါအောင်ခင်ဗျ။ကဲကျွန်တော်တို့အာရှနဂါနဲ့နေဝင်းညီတို့ရဲ့မဟာဗျူဟာမြောက်စစ်တူရင်ကစားပွဲကိုလေးလာဆန်းစစ်ကြည့်လိုက်ရအောင်ဂျပန်နဲ့တရုတ်တို့ရဲ့ဆက်ဆံရေးအဓိကအကြောင်းရင်းကတော့ရှေးခေတ်ယဉ်ကျေးမှုဖလှယ်ခဲ့တဲ့ဆက်ဆံရေးကနေပြီးတော့အကြမ်းဖက်ကျူးကျော်မှုများနဲ့အရှက်ရမှုအများဆုံးအဆုံးသတ်ခဲ့တဲ့တမိုင်းကြောင်းမှဆင်းသက်လာခြင်းဖြစ်ပါတယ်။ရှေးကာလမှာဂျပန်ကတရုတ်ကိုဆရာတူစုကဲ့သို့လေးစားခဲ့ပါတယ်။ဂျပန်စာခန်းကြီးဗုဒ္ဓဘာသာလက်ဖက်ရည်ယဉ်ကျေးမှုပြည်သူ့ကပညာနဲ့အုပ်ချုပ်ရေးစနစ်တွေကတရုတ်ပြည်ကနေတဆင့်ဂျပန်ကိုစီးဝင်လာခဲ့ပါတယ်။ရာစုနှစ်ပေါင်းများစွာကုန်သွယ်မှုနဲ့တန်တမန်ဆက်ဆံရေးဟာချုံးမွေးခဲ့ပါတယ်။ဒီလိုနဲ့1868ခုနှစ်မှာဂျပန်တွေကမေဂျီပြုပြင်ပြောင်းလဲရေးကိုစတင်လာခဲ့ပါတယ်။ဒီပြုပြင်ပြောင်းလဲရေးကဂျပန်ကိုရှေ့ရိုးဆွဲပရိသတ်နိုင်ငံအဖြစ်ကနေကမ္ဘာအင်အားကြီးနိုင်ငံအဖြစ်သို့ပြောင်းလဲပေးခဲ့တော့အလဲ့ပြောင်းဖြစ်လာပါတယ်။ဘာကြောင့်ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့ရတယ်လဲဆိုတော့19ရာစုအလယ်ပိုင်းမှာအာရှနိုင်ငံများဖြစ်တဲ့အိန္ဒိယအရှေ့တောင်အာရှနဲ့တရုတ်တွေကိုဥရောပနိုင်ငံများကကိုလိုနီပြုခြင်းဒါမှမဟုတ်အနိုင်ကျင့်ခြင်းကိုခံနေရပါတယ်။ဒါကြောင့်မလို့ဂျပန်ခေါင်းဆောင်များကလည်းငါတို့မပြောင်းလဲရင်ငါတို့လည်းကျွန်ဖြစ်လိမ့်မယ်လို့တဘောပေါက်လာခဲ့ကြပါတယ်။ဂျပန်ကအနောက်အုပ်စုရဲ့ကိုလိုနီစနစ်မှာကင်းဝေးစေရန်အတွက်ချမ်းသာသောနိုင်ငံအင်အားတောင့်တင်သောတပ်မတော်ဖူကူကူကျိုဟေဟာမေဂျီခေရဲ့အမျိုးသားဆောင်ပုဒ်ဖြစ်လာခဲ့ပါတယ်။ဒီဆောင်ပုဒ်အောက်မှာစက်မှုနဲ့စစ်ရေးကိုအပြင်းထန်တိဆောက်လာခဲ့ပါတယ်။ဒီလိုတိဆောက်ခဲ့တဲ့ဂျပန်တပ်မတော်ဟာတရုတ်ကိုကျူးကျော်ရန်အတွက်ပထမဆုံးအသုံးပြုခဲ့တဲ့ဓာတ်ဖြစ်လာပါတယ်။1894-1895ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ပထမတရုတ်ဂျပန်စစ်ပွဲရဲ့အဓိကအကြောင်းရင်းကတော့ကိုရီးယားကျွန်းဆွယ်ကိုလွှမ်းမိုးခြင်းလိုပဲဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကကိုရီးယားကတရုတ်ရဲ့လက်အောက်ခံပြည်နယ်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်မလို့ဂျပန်ကကိုရီးယားကိုသူတို့ရဲ့လုံခြုံရေးကြားခံနယ်မြေဘာဖာဆုံအဖြစ်သတ်မှတ်ပြီးရုရှားနဲ့တရုတ်ရဲ့မှာကာကွယ်ရန်ကိုရီးယားကိုတင်သွင်းလိုပါတယ်။ဒီလိုနဲ့ကိုရီးယားမှာတောင်သူလယ်သမားပုန်ကန်မှုဖြစ်ပွားလာရာကနေပြီးတော့နိုင်ငံစလုံးတပ်များဆေလို့ရမှာစစ်ပွဲစတင်ခဲ့ပါတယ်။တရုတ်စစ်တပ်ကလူအင်အားများပေမဲ့လက်နက်ဟောင်းများစစ်နီးဗျူဟာအဟောင်းများကိုသုံးခဲ့ပါတယ်။ဂျပန်တွေကတော့ဥရောပမှာစစ်တင်နှံဆင်းခဲ့ပြီးခင်မီတဲ့တပ်တွေကချင်းမင်းဆက်ကိုအပြတ်အသက်အနိုင်ယူခဲ့ပါတယ်။ရှီမိုနိုစစ်ကီစာချုပ်အရာတရုတ်ကထိုင်ဝမ်ကျွန်းကိုဂျပန်လက်ထက်တော့အမြဲတမ်းပေးအပ်ခဲ့ရပြီးဒါဟာတရုတ်တို့အတွက်ရာစုနှစ်တဝက်စာအရှက်ရမှုစမှတ်ဖြစ်လာခဲ့ပါတယ်။1938ခုနှစ်မှာဂျပန်ကတရုတ်ကိုဒုတိယအကြိမ်ကျူးကျော်တိုက်ခိုက်ပြန်ပါတယ်။ရှန်ဟန်တိုက်ပွဲတွင်တရုတ်တပ်များကပြင်းပြင်းထန်ထန်ခုခံခဲ့လို့ထင်မှတ်ထားတဲ့အထိနာပြီး3လခန့်ကြာမြင့်ခဲ့ပြီးတော့ဂျပန်စစ်တပ်တွေဟာစိတ်ပိုင်းဆိုင်ရာပင်ပန်းဆင်းရဲမှုဒေါသထက်မှုတွေဖြစ်ခဲ့လာပြီးတော့တရုတ်ရဲ့မြို့တော်နန်ကျင်းတို့ရောက်တဲ့အချိန်မှာတော့သူတို့ရဲ့ဒေါသတွေကိုအရက်သားတွေပေါ်ပုံချခဲ့ပါတယ်။ဂျပန်စစ်ဗျူဟာအရာစစ်တဲ့အားလုံးဟာစစ်အင်အားစုရဲ့ထောက်ပံ့ရေးကွင်းဆက်ကိုအာမကိုတော့ပဲဒေတာခန့်များမှာအစားအစာနဲ့ပစ္စည်းများကိုလူယူစားတောက်ရန်အမိန့်ရထားတဲ့အတွက်ကြောင့်မလို့လူရဲမှုနဲ့တပ်ဖြတ်မှုကိုတွန်းအားပေးတယ်လို့ဖြစ်စေခဲ့ပါတယ်။ဂျပန်ပြည်ရဲ့ဦးလေးဖြစ်သူမင်းသားအာဆာကာကဲ့သို့အစင်းမြင့်ခေါင်းဆောင်တချို့ကတောက်ပန်အားလုံးကိုတပ်ပစ်ပါဆိုတဲ့အမိန့်မျိုးကိုပေးခဲ့တယ်လို့သမိုင်းပညာရှင်တခုချို့ကယူဆကြပါတယ်။ဂျ
ဂျပန်စစ်တပ်ရဲ့ဝါဒရေးဖြန့်ချီရေးမှာဆိုရင်လည်းတရုတ်လူမျိုးများကိုလူသားအဆင့်အတန်းထက်နှိမ်ကျသူများအဖြစ်ပုံဖော်ထားတဲ့အတွက်ကြောင့်မလို့တပ်ဖြတ်ရန်ဝင်မလေးကြခြင်းလည်းဖြစ်ပါတယ်တရုတ်တွေရဲ့စရင်အရ6ပတ်တွင်အယက်သားနဲ့လက်နက်ချစစ်သား3သိန်းခန့်တပ်ဖြတ်ခြင်းခံခဲ့ရပြီးအမျိုးသမီးထောင်ပေါင်းများစွာမရင်းကျင့်တပ်ဖြတ်ခြင်းခံခဲ့ရပါတယ်ဒီအဖြစ်ပြက်တွေကတရုတ်ရဲ့အမျိုးသားရေးနာကျင်မှုအမြင့်ဆုံးအခြေအနေတို့ရောက်ရှိလာခဲ့ပါတယ်ဂျပန်တရုတ်ဆက်ဆံရေးတင်းမာတိုင်းယာစုကူနီနတ်ကွန်အမည်ကိုအမြဲတမ်းကြားရပြီးတော့နိုင်ငံကြားသမိုင်းဝင်တင်းမာမှုတွေကိုကိုစားပြုပါတယ်ယာစုကူနီဆိုတာကတော့ငြိမ်းချမ်းသောတိုင်းပြည် peaceful country လို့အဓိပ္ပာယ်ရပြီးတော့1869ခုနှစ်တိုကျိုမှာစတင်တည်ထောင်ခဲ့ပါတယ်ဂျပန်နိုင်ငံအတွက်စစ်ပွဲအသီးသီးမှာကြာဆုံးသူစစ်တဲ့1.5 တန်းတို့ရဲ့ဝန်းကျင်များကိုစုပေါင်းကိုးကွယ်ထားတဲ့နေရာလည်းဖြစ်ပါတယ်တာမန်စစ်တဲ့များကိုဂရဝပြုခြင်းကပြဿနာမဟုတ်ပါဘူးအဓိကပြဿနာကတော့1988ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဒုတိယကမ္ဘာစစ်အပြီးနိုင်ငံတကာခုံရုံးကနေတည်တံပေးခဲ့တဲ့ဝန်ကြီးချုပ်ဟီဒက်ကီတိုဂျိုအပါအဝင်အေအဆင့်ရာဇဝတ်ကောင် Class A War Criminal 14ဦးတို့ရဲ့ဝိညာဉ်များကိုပါဒီနတ်ကွန်တွင်မှာလိုဘွဲစာထက်တွင်ပူဇော်ခဲ့လို့ပဲဖြစ်ပါတယ်ဂျပန်နိုင်ငံရေးသမားတွေကသူတို့ကနိုင်ငံအတွက်အသက်ပေးခဲ့သူများဖြစ်ပြီးတော့နိုင်ငံတကာခုံရုံးရဲ့ဆုံးဖြတ်ချက်ကလည်းအနိုင်ရသူများရဲ့တရားစီရင်ခြင်း Victor Justice တာဖြစ်တယ်လို့ယူဆပါတယ်အဲ့ဒီလိုတွေကြောင့်ဂျပန်ဝန်ကြီးချုပ်တဦးကဒီနေရာကိုတွားရောက်ဂရဝပြုတိုင်းတရုတ်နဲ့ကိုရီးယားတို့ကဂျပန်ကိုစစ်ရာဇဝတ်မှုများကိုထောက်ခံအားပေးခြင်းနဲ့အသိကကျူးလွန်မှုအတွက်နောင်တမရခြင်းလို့ရှုမြင်ပြီးတော့နိုင်ငံရေးတန်တမာရေးဆက်ဆံများကိုများစွာထိခိုက်စေပါတယ်တမိုင်းတွေရဲ့အနာတရားတွေကနိုင်ငံခြားပိုင်တဲ့အငင်းပွားမှုနဲ့ဒေတာတွင်လုံခြုံရေးဆိုင်ရာပြဿနာများဖြစ်ယနေ့အထိဆက်လက်တည်ရှိနေခြင်းဖြစ်ပါတယ်အရှိတရုတ်ပင်လယ်မှာတည်ရှိနေလူနေထိုင်ခြင်းမရှိတဲ့ကျွန်းစုတွေဖြစ်တဲ့ဂျပန်ခေါ်ဆန်ကာကုတရုတ်ခေါ်ရှောင်ရီအငင်းပွားမှုကနိုင်ငံခြားမီးခိုးရောင်စုံပဋိပက္ခ Gray Zone Conflict အပြည့်ဘိုးလည်းဖြစ်နေပါတယ်ဒီကျွန်းတွေကသိငယ်ပေမဲ့စစ်ရေးနဲ့စီးပွားရေးတန်ဖိုးတွေကြောင့်ကြီးမားတဲ့နိုင်ငံရေးအားပြိုင်မှုကိုဖန်တီးနေပါတယ်ကျွန်းပတ်ဝန်းကျင်မှာဆိုရင်လည်းပင်လယ်ကျမ်းပြမှာကြီးမားတဲ့ရေနံနဲ့တဘာဝတိုက်များရှိရလို့ခတ်မှန်ရပြီးတော့ဂျပန်အတွက်လည်းကာကွယ်ရေးကင်းထုတ်ဆောင်အဖြစ်မရှိမဖြစ်အရေးပါတဲ့နေရာလည်းဖြစ်နေပါတယ်ဒီကျွန်းတို့ရဲ့တမိုင်းကိုပြန်လည်ကြည့်လိုက်မယ်ဆိုရင်ဂျပန်က1895ခုနှစ်မှာဒီကျွန်းတွေကမြေတူမပိုင်ဆိုင်ခြင်းမရှိတော့နေမြေဖြစ်ကြောင်းကြေညာပြီးသူတို့ပိုင်ဆိုင်ကြောင်းတောင်းဆိုပါတယ်တရုတ်အနေနဲ့ကတော့15ရာစုမင်းဆက်ကလေးကသူတို့ရဲ့ပိုင်တဲ့မြေပေါ်မှာပါဝင်ခဲ့တယ်လို့ဆိုပြန်ပါတယ်ဂျပန်တွေကတော့ဒီကျွန်းတွေကိုလက်တွေ့ထိန်းချုပ်ထားပြီးအမေရိကန်ရဲ့လုံခြုံရေးစာချုပ်အပိုင်က Article 5ဖြင့်ကာကွယ်ထားပြီးတော့ဂျပန်ပိုင်တဲ့အဖြစ်သတ်မှတ်ထားပါတယ်ဒီအချက်ကပဲတရုတ်အတွက်ကြီးမားတဲ့အတားအဆီးဖြစ်နေပါတယ်တရုတ်ကကြီးမားတဲ့စစ်ပွဲကိုရှောင်ရှားရင်းသူတို့ရဲ့ကမ်းခြေဆောင်သင်္ဘောများကိုအသုံးပြုကဂျပန်ပိုင်တဲ့ထဲသို့မကြာခဏထိုးပေါက်ဝင်ရောက်စေပါတယ်ဒီလုပ်ရက်ကဂျပန်ရဲ့လက်တွေ့ထိန်းချုပ်မှုကိုတစားစီချော့ချရင်ဂျိုးပန်းချင်းဖြစ်နေပြီးတော့အမေရိကန်ဂျပန်လုံခြုံရေးစာချုပ်ကိုစမ်းသပ်စိန်ခေါ်နေခြင်းလည်းဖြစ်ပါတယ်တရုတ်ဂျပန်ပင်လယ်ပြင်ပဏိပက္ခအားပြိုင်မှုကပထမအဆုံးအဆင့်သာဖြစ်ပြီးတော့အမှန်တကယ်စစ်ပွဲမီးစာကတော့ထိုင်ဝမ်ရေလက်ကြားမှာရှိနေပါတယ်ထိုင်ဝမ်ကိုတရုတ်ကကျူးကျော်ပါကဂျပန်အနေဖြင့်မလွဲရှောင်သာတော့စစ်ပွဲမှာပါဝင်ရတဲ့အခြေအနေဖြစ်လာနိုင်ပါတယ်ဂျပန်အစိုးရကဒီအခြေအနေအတွက်တရားဝင်ကာကွယ်ရေးစီမံကိန်းကိုရေးဆွဲနေပြီဖြစ်ပါတယ်ထိုင်ဝမ်ကဂျပန်ရဲ့အနောက်တောင်ဘက်မှာရှိတဲ့ယိုနာဂူနီကျွန်းကနေ130ကီလိုမီတာခန့်သာကွာဝေးပါတယ်တကယ်လို့ထိုင်ဝမ်ကျမယ်ဆိုရင်ဂျပန်ကိုကာကွယ်ထားတဲ့ပထမကျွန်းကွင်းဆက် First Island Chain ပျက်စီးသွားပြီးတော့တရုတ်ကပစိဖိတ်သမုဒ္ဒရာကိုလွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရရှိမှာပဲဖြစ်ပါတယ်ဒီအချက်ကဂျပန်ရဲ့အမျိုးသားလုံခြုံရေးအတွက်အရေးကြီးဆုံးသောချိန်ချောက်မှုတစ်ခုဖြစ်လာပါတယ်နောက်ပြီးတော့ဂျပန်ရဲ့ကုန်သွယ်ရေးနဲ့စွမ်းအင်တည်ယူပို့ဆောင်ရေးလမ်းကြောင်းများအားလုံးကလည်းထိုင်ဝမ်အနီးမှာဖြတ်တန်းသွားလာရတဲ့အတွက်ဂျပန်ရဲ့စီးပွားရေးအသက်ရှူလမ်းကြောင်းကိုဖျက်တောက်လိုက်မှာပဲဖြစ်ပါ
ပါတယ်ထိုင်ဝမ်ရဲ့ချင်းချောက်မှုကဂျပန်ကိုငြိမ်းချမ်းရေးဝါဒရဲ့အဆင့်အလားအကာအကွယ်ကိုချွတ်ချလိုက်ပြီးခေတ်သစ်စစ်ရေးမဟာဗျူဟာများကိုရေးဆွဲစီခဲ့ပါတယ်ဂျပန်က2023ခုနှစ်အမျိုးသားလုံခြုံရေးမဟာဗျူဟာကိုပြင်ဆင်ခဲ့ပြီးစစ်ပွဲအပြီးမှချမှတ်ထားတဲ့အဆင့်အလားကိုချိုးဖောက်ကအကြီးမားဆုံးစစ်ရေးပြောင်းလဲမှုကိုစတင်ခဲ့ပါတယ်2029ခုနှစ်အထိကာကွယ်ရေးစုစုပေါင်းအတုံးစည်းကိုယန်43 trillion US ဒေါ်လာ318 billion သုံးစွဲရန်စီစဉ်ထားပြီးကာကွယ်ရေးဘတ်ဂျက်ကိုနိုင်ငံရဲ့ GDP 2%အထိတိုးမြင့်ရန်ရည်မှန်းထားပါတယ်ဂျပန်ကရန်သူနေမြေတွင်တိုက်ခိုက်နိုင်မဲ့တာဝေးပစ်ခရုဒုံးကြီးများကိုတက်ဆင်ရန်စီစဉ်နေပါတယ်အထူးဖြင့် Tight Trace Surface to Ship Missile ရဲ့အကွာအဝေးကို1000 ကီလိုမီတာထိတိုးချဲ့ပြီးကုန်းမြေပြစ်မှတ်များကိုပါပစ်ခတ်နိုင်စေရန်စီစဉ်လက်ရှိပါတယ်ထိုင်ဝမ်နဲ့အနီးဆုံးကျွန်းများဖြစ်တဲ့ယိုနာဂူနီမီယာကိုနဲ့အီရှီဂါနီတို့မှာတိုက်ထွေဒုံးကြီးတပ်ရင်များကိုအလင်းမြန်ဖျက်ကျက်ထားပါတယ်ရည်ရွယ်ချက်ကတော့တရုတ်ရည်ရင်များကိုထိုင်ဝမ်ရေလက်ကြားကိုဖျက်ကျော်ပါကပိတ်ဆို့တိုက်ခိုက်နိုင်မဲ့နေမြေကာကွယ်ရေးနဲ့တာစီမှုအခမ်းကဏ္ဍကနေပြီးတော့အမေရိကန်နဲ့အတူပါဝင်ရန်ဖြစ်ပါတယ်ဒီစစ်ရေးပြန်ဆမှုရဲ့နောက်ွယ်မှာနိုင်ငံရေးတင်းမာမှုကြားမှာရပ်တည်နေတဲ့စီးပွားရေးလောကကလည်းရှိနေပြန်ပါတယ်နှစ်စဉ်ကုန်သွယ်မှုတန်ဖိုးဒေါ်လာဘီလီယံ300ကျော်ရှိခြင်းကစစ်ပွဲဖြစ်ကနှစ်ဖက်စလုံးရဲ့စီးပွားရေးကိုပြိုလဲစေနိုင်တာကြောင့်ရွှေလက်ထိတ် Korean handcuff အဖြစ်တည်ရှိနေပါတယ်ဂျပန်အစိုးရအနေနဲ့ကတော့စီးပွားရေးလုံခြုံရေးကိုအရေးပေးလာပြီးတရုတ်အပေါ်မိခိုးနေရတဲ့အထောက်ပံ့ကွင်းဆက်များအထူးသဖြင့်စီမီကွန်ဒက်တာနဲ့မြေရှားတပ်တုကဲ့သို့မျိုးအရေးကြီးကုန်ကျများကိုရှော့ချရန်ကုမ္ပဏီများကို BNN ဒါမှမဟုတ်အိန္ဒိယနိုင်ငံများမှာရွှေ့ပြောင်းစေခဲ့ပါတယ်အမေရိကန်နဲ့ပူးပေါင်းပြီးဂျပန်ကအဆင့်မြင့် chip ထုတ်လုပ်ရေးကိရိယာများကိုတရုတ်တို့တင်ပို့ခြင်းကိုတင်းတင်းကြပ်ကြပ်ကန့်သတ်ထားပြီးစီးပွားရေးနဲ့နည်းပညာစစ်ရေးမဟာဗျူဟာရဲ့အစိတ်ပိုင်းဖြစ်အသုံးပြုနေပါတယ်ဂျပန်နဲ့တရုတ်ဆက်ဆံရေးတို့ရဲ့အနည်းချုပ်ကိုပြန်လည်သုံးသပ်လိုက်မှဆိုရင်ယဉ်ကျေးမှုဖလှယ်ခဲ့တဲ့အဆွေခင်ပေါ်ဟောင်းများမှကနေပြီးတော့မဟာဗျူဟာမြောက်ပြိုင်ဖက်များအဖြစ်တော့အပြည့်သက်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်လက်ရှိအားပြိုင်မှုကအာရှရဲ့အနာဂတ်ကိုဦးဆောင်နေသူဘယ်သူဖြစ်မလဲဆိုတဲ့မေးခွန်းပေါ်မှာအခြေခံနေပါတယ်တရုတ်ကသူတို့ရဲ့တမိုင်းပြီးတာဝန်အရာအာရှရဲ့နံပါတ်1နေရာကိုပြန်ယူရန်အသွင်အားပေးစူးစမ်းနေပါတယ်ဒါကိုတုံ့ပြန်တဲ့အနေနဲ့ဂျပန်ကလည်းတရုတ်ရဲ့လွှမ်းမိုးမှုကိုစိုးရင်ပူပန်ပြီးဒေသတွင်တည်ငြိမ်မှုနဲ့လုံခြုံမှုကိုထိန်းထားတဲ့စီကံအခြေပြုနိုင်ငံတကာအစနစ် Rule-based International Order ကိုကာကွယ်ရန်အတွက်အမေရိကန်နဲ့မဟာဗျူဟာမြောက်လက်တွဲလျက်ရှိပါတယ်။ဒါရိုက်စစ်ပွဲကြီးတိုးတက်ဝါဖြစ်နိုင်ခြင်းမှာစီးပွားရေးဆုံးရှုံးမှုနဲ့နျူကလ িয়ার တားဆီးနိုင်စွမ်းများကြောင့်နေပါနေစေပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းပဏိပက္ခရဲ့တဒံကလည်းပြောင်းလဲလာနေပါတယ်။မိခိုးရောင်စုံပဏိပက္ခ Gray Zone Warfare မှာလို့ခေါ်တဲ့ Cyber တိုက်ခိုက်မှုများသတင်းမှားဖြန့်ချက်မှုနဲ့ပင်လယ်ပြင်မှာအကန့်အသတ်မြင့်ထိပ်တိုက်တွေ့မှုများကလည်းဆက်လက်မြင့်တက်လာဖွဲ့ဖြစ်ပါတယ်ပင်လယ်ပြင်မှာလည်းနိုင်ငံရဲ့ကမ်းခြေဆောင်တပ်ဖွဲ့များကမကြာခဏထိတိုက်မှုများကြောင့်မတော်တဆပဏိပက္ခဖြစ်ပွားနိုင်ခြင်းနဲ့ထိုင်ဝမ်အရေးကြောင့်ဒေတာတွင်မတည်ငြိမ်မှုနဲ့မြင့်တက်လာနိုင်တဲ့အန္တရာယ်ကတော့နေ့စဉ်နဲ့မျှတိုးပွားလျက်ရှိပါတယ်အနာဂတ်မှာတော့ထိုင်ဝမ်အရေးကမီးတောက်တစ်ခုဖြစ်လာနိုင်ပြီးဒီမီးတောက်ကပဲဂျပန်နဲ့တရုတ်ကိုယ်တိုင်ကတကမ္ဘာလုံးကိုလောင်ကျွမ်းစေနိုင်မယ့်အန္တရာယ်ရှိနေပြန်ပါတယ်နိကုံချုံအနေနဲ့ပြောရမှဆိုရင်ဂျပန်နဲ့တရုတ်တို့ကလက်နက်ကင်ပြန်ဖက်များအဖြစ်အာရှရဲ့နျူကလ িয়ার စွမ်းအင်မပါတဲ့စစ်အေးတိုက်ပွဲမှာအပြင်းထန်တိုက်ခိုက်နေကြပြီဖြစ်ပါတယ်ဒီစစ်သူရင်ပွဲရဲ့နောက်ဆုံးရလဒ်ကကမ္ဘာအင်အားချိန်ခွင်ရှာကိုပြောင်းလဲစေမယ့်အဆုံးဖြတ်လေးဖြစ်လာမှလည်းသိချပါတယ်အဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပတ်တွေမှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုသင်ဆက်ပေးအောင်လဲဆိုတာကိုတော့စောင့်မျှော်ကြည့်ရှုအားပေးပါအောင်ခင်ဗျ